ဒါဟာ US မှာလူကြိုက်နေဆုံးလုပ်တဲ့ကတစ်ခုဖြစ်ပါတယ်။တစ်လကို$3000ပေးမယ်ဆိုရင်တောင်လူအတော်များများကညင်းကြတာပါ။သူတို့ကတော့ wind turbine လေအားလက်စစ်ပူပင်ထင်းတဲ့အင်ဂျင်နီယာတွေပဲဖြစ်ပါတယ်။သူတို့ရဲ့အလုပ်ကမြေပြင်ပေါ်မှာမဟုတ်ပဲပေ400မြင့်နဲ့ဝေဟင်ထဲကတာပိုင်နာဆဲအပြင်မှာလွတ်ရတာပါ။ဒါဆိုဒီလူတွေကအပေါ်ကိုဘလို့တက်ကြတယ်လဲ။အရင်ဆုံးအင်ဂျင်နီယာကပေါင်18ပေါင်လေးတဲ့ဘေးကင်းလုံခြုံရေးကီယာဝစ်ဆင်ပြီးချင်းမြောင်းတဲ့တာမနီးမြောင်စင်တဲကိုဝင်သွားပါတယ်။အချင်းတော့အစက္ကန့်ကို4မီတာပဲသွားနိုင်တဲ့ထက်လေးကအတီးလေးတစ်ခုပဲရှိပါတယ်။လေအေးပေးဆက်လည်းမရှိတော့လေးတောင်မတိုးပါဘူး။သူကနာဆဲစီကိုရောက်ပြီဆိုရင်တော့တကယ်အလုတ်ကစော့ပါပြီ။အခုဆိုဒီလူငယ်ကမြေပြင်ကနေမီတာ80အမြင့်ကိုရောက်နေပါပြီ။အပြင်ဘက်မှာဘယ်အချိန်မှဆိုလဲပတ်သွားနိုင်တဲ့ဒလက်ကြီး3ခုရှိနေပါတယ်။အတွင်းထဲမှာတော့ဂီယာတွေ brake တွေနဲ့ generator တွေကကျင်းလေးထဲမှာစုပြုံနေတာပါ။ဒါကလက်ပတ်ကြည့်ရှုဖို့မဟုတ်ပါဘူး။သူကစမ်းစာတွေကိုစစ်ဆေးတယ်၊မူလီတွေကိုကြက်တယ်ပြီးတော့စနစ်တစ်ခုလုံးကိုလက်ပတ်စေပါတယ်။ဒီတာပိုင်ကြီးရက်နေတဲ့တစ်စက္ကန့်တိုင်မှာလက်စစ်စွမ်းရည်2ကီလိုဝတ်နာလီဆုံးရှုံးနေလို့ပါပဲ။အဲဒါကြောင့်လဲသူကဒီကိုရောက်နေရတာပါ။တစ်ချိန်မှာလူတစ်ယောက်ဒါမှမဟုတ်2ယောက်ပဲအလုပ်လုပ်နိုင်ပါတယ်။ကဲမိခွန်းတစ်ခုမေးပါရစေ။တစ်လကို$3000အတွက်ဒီအလုပ်ကိုတင်လုပ်မှာလား